comfortable မဟုတ်ဘူး comfortable comfortable လည်းမဟုတ်ဘူး comfortable alright comfortable stress mistakes တွေကနေဒီတစ်ခုကတော်တော်လေးကိုပညာတာပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ပထမအဆုံးအနေနဲ့သူရဲ့ two syllable ပဲရှိတဲ့ဒါလေးကိုတော့မှ comfort ကိုတော့မှငါတို့ကဆိုပါလေဒုတိယ syllable second syllable ကိုပဲ stress တဲ့အမားတွေလောက်တာလေနော် comfort ဒီပဲပြောနေတာတကယ်တမ်းဆိုတော့ comfort အဲ့ဒါပဲ adjective မှာလဲသူရဲ့အတန်ထွက်က first syllable ကို stress တာ comfortable နော်ဒါမှနောက်တစ်ခုကကျတော့သူရဲ့ syllables က၄ခုမရှိဘူး၃ခုပဲရှိတယ်ပေါ့နော် comfortable ၄ခုမဟုတ်ဘူးသူကကျတော့ comfortable နော်အဲ့ဒီမှာကျတော့ or ရဲ့အတန်ကိုကကျတော့မြုပ်ပြီးတော့ or အစားဒီ f နဲ့ပဲဆုံးသွား comf နဲ့ပဲဆုံးသွားတာပေါ့နော် comfor ကိုကကျတော့ဒီကကျတော့ comf နဲ့ပဲပြီးသွားပေါ့နော် comfortable နော် comfortable လည်းမဟုတ်ဘူး comfortable လည်းမဟုတ်ဘူး comfortable